အားလုံးပဲမင်္ဂလာပါရှင်။ဣတစင်ခိုင်မြန်မာ audio book ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့ဖတ်ပြပေးမယ့်စာအုပ်လေးကတော့အတိုင်းအစကိုသိပါစေတဲ့အတိုင်းအစကိုသိပါစေအတိုင်းအစမသိတဲ့သူတွေကြောင့်ချိန်နေကုန်ရတာလူပင်ပန်းရတာဝေကုန်ရတာတွေကြုံမှုကြလာညီမလေးနှစ်30လောက်ရှင်သန်ခဲ့တဲ့အမကတော့အတိုင်းအစမသိတဲ့လူတွေကြောင့်မကြာခဏပင်ပန်းနေရတယ်။အတိုင်းအစဆိုတဲ့တဘောကိုညီမလေးသိအောင်ပြောရမယ်ဆိုရင်ကိုပြောမယ့်စကားရဲ့လိုအပ်မှုမလိုအပ်မှုကိုပါဝင်ဖို့လိုအပ်မှုမလိုအပ်မှုနဲ့ဝေကုံရမယ့်နေရာဟုတ်မဟုတ်ဆိုတာတွေဟာအတိုင်းအစတဘောရဲ့အခြေခံလို့ဆိုရမယ်ညီမလေးဒီနေရာမှာတော့စကားပြောခြင်းရဲ့အတိုင်းအစတဘောကိုဆွေးနွေးကြမယ်နော်မြတ်စွာဘုရားဟာအတိုင်းအစရှိတဲ့စကားသာပြောစီပြီးအတိုင်းအစမသိစကားပြောဆိုနေခြင်းကိုချီးမွမ်းတော်မမူဒီလောက်ဆိုရင်အတိုင်းအစသိပြီးစကားပြောခြင်းဆိုတာကိုညီမလေးနားလည်မှထင်တယ်တခါတရံကိုကအတိုင်းအစသိပါလေအတိုင်းအစတဘောကိုနားမလည်တဲ့သူတွေကြောက်ပဲမလိုလားအပ်တဲ့ဒေါသတွေထွက်ရတာရှိတတ်တယ်တပါးသူအာမမသိမအားမသိနားချိန်လားမသိမလေးလာပဲပြောချင်တာကိုမှန်ပြောမပြောချင်မှမသိပြောချင်မှမသိပဲနဲ့စကားတွေဆက်ပြောတာမျိုးကိုအားနေလို့ဆိုပြီးသူတပားရဲ့အချိန်ကိုလိုက်ဖြုံနေတဲ့သူတွေကြောင့်စိတ်ညစ်ဖူးတာညီမလေးအမကတော့အဲ့ဒီလိုအတိုင်းစားမသိတဲ့သူတွေကြုံတိုင်းမိတ်ဆွေစည်းနေရဖြုတ်လိုက်တဲ့နာမည်တစ်ခုတိုးတာပဲကို့အချိန်ကိုတန်မိုးထားခြင်းကိုယ့်ကိုတန်မိုးထားခြင်းအပြင်တပားသူကိုလည်းတန်မိုးထားခြင်းပဲမဟုတ်လားအချိန်မို့တစ်ခုထွက်လာတိုင်းလီလာဆရာအစ်စ်တွေလိလာတော့ဘဝရဲ့တိုက်ပွဲတိုင်းကိုအနိုင်တိုက်နိုင်တဲ့သူပဲဖြစ်ရမယ်အစားကိုလည်းအတိုင်းအစားသိမှကျမ်းပါမယ်ခန္ဓာကိုယ်ကြက်လေးဖို့ပတ်ဝန်းကျင်ကအားကြတဲ့သူဖြစ်ရမယ်ငွေကိုအတိုင်းအစားသိတော့စီမံခန့်ခွဲမှုကောင်းတဲ့သူဖြစ်မယ်ဒါကြောင့်အတိုင်းအစားတစ်ပုဒ်ကိုကျွမ်းကျင်လို့ကိုယ့်ကိုအကောင်းဆုံးလမ်းညွှန်တဲ့သူဖြစ်ပြီးတပားသူရဲ့အချိန်ကိုလေးစားတတ်သူနဲ့သူ့အားလေးကိုယ်တိုင်ရတယ်အတိုင်းစားသိတဲ့လူဖြစ်ရမယ်အစားတောက်မှာပဲဖြစ်ဖြစ်လူမှုပတ်ဝန်းကျင်ဆက်ဆံရေးမှာပဲဖြစ်ဖြစ်ဘယ်နေရာပဲဖြစ်ဖြစ်အတိုင်းစားသိရဆိုရင်အားလုံးကညီမလေးတွက်ကြည့်ပါပဲအခုဒီစာအုပ်လေးကိုနားထောင်ပြီးတဲ့အချိန်ကစပြီးညီမလေးကတိုင်းစားသိတဲ့လူဖြစ်ပါစေမသိတဲ့လူဖြစ်ပါစေသိတဲ့လူဆိုရင်လည်းဒီထက်မခပို့ပြီးအတိုင်းစားသိတဲ့လူဖြစ်ပါစေလို့အမကတော့ဆန္ဒပြုလိုက်ပါတယ်